ကျွန်တော်ကလီယိုပါကျွန်တော်က Riot မောင်လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ One Punch Man လုံနီးလေးကိုပြောပြမှာပဲဖြစ်ပါတယ်လူတောင်းဆိုတာများနေတဲ့ One Punch Man လုံနီးလေးကိုပြောပြမှာပဲဖြစ်ပါတယ်အရင်ဆုံးခဲကိုကြတော့ Princess အင်ကြီးလေးဝယ်ပေးရမယ်ပေါ့နော်Princess အင်ကြီးမဟုတ်ပါဘူးဒီအင်ကြီးပါဒီအင်ကြီးလေးပါNinja အင်ကြီးလေးပဲဖြစ်ပါတယ်အင်ကြီးလေးဝယ်ပေးပြီးသွားရင်ဘွိုင်းကိုပြန်ပြောင်းမယ်ပြီးသွားရင်ဘွိုင်းကိုကြတော့အောက်ကိုသွားမယ်ပေါ့နော်အောက်ကိုသွားမယ်အောက်ကိုဘယ်နားလေးရောက်သွားဟောဒီမှာပေါ့နော်ဒီဥစ္စာလေးကိုနှိပ်မယ်ဒါလေးကိုနှိပ်ပါမယ်အဲ့ဒါဝယ်ပေးပြီးသွားလို့ရှိရင်ဂိမ်းနဲ့ဝင်မယ်ပေါ့နော်โอเคဂိမ်းနဲ့ကိုရောက်ပြီဆိုတော့ဘွိုင်းရဲ့အိမ်ကိုရင်ဆုံးသွားရမယ်ပေါ့နော်ဘွိုင်းရဲ့အိမ်ကိုရင်ဆုံးသွားမယ်အရင်ဆုံးကโอเคဘွိုင်းရဲ့အိမ်ကိုပြုတ်သွားလိုက်ဘွိုင်းရဲ့အိမ်ရောက်ပြီဆိုလို့ရှိရင်ဘွိုင်းရဲ့လက်ကိုဆွဲလိုက်မယ်ဘွိုင်းရဲ့လက်ကိုကာပြီးသွားလို့ရှိရင်ဒီဆန်လေးကိုနှိပ်မယ်ပြီးမယ်လို့ထင်ပါတယ်ကိုပွားတဲ့ကလုံးဆိုတဲ့အစာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးသွားလို့ရှိရင်ဟိုဂဲအစ်စ်ကနေပြီးတော့လက်လွတ်လိုက်မယ်ပြီးတော့ရင်ဟိုဘွိုင်းကိုလည်းလက်တွဲလိုက်မယ်ပြီးတော့ရင်ကလုံးဖြောက်လိုက်မယ်လက်လွတ်လိုက်မယ်ဒီဘွိုင်းကိုကြတော့ဒီဘွိုင်းအတုကိုကြတော့ဘွိုင်းပြောင်းမယ်ပြီးတော့လို့ရှိရင်ဒီဘွိုင်းအတုကိုစကားပြောမယ်ပေါ့နော်တိုက်ကြည့်လို့ပြောစကားပြောမယ်ပြီးတော့ရင်ဒီအင်ကြီးပုံစံလေးပေါ်လာပြီဆိုလို့ရှိရင်အောင်နှိပ်လိုက်မယ်တော့အောက်ကိုသွားမယ်ဒါအင်ကြီးလဲပေးရမလဲဆိုတော့အောက်ကိုသွားမယ်ပြီးတော့လို့ရှိရင်ဒီဥစ္စာလေးဒီအင်ကြီးလေးဝယ်ပေးရမှာပေါ့နော်ဒီအင်ကြီးလေးOperation Ground ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပေးရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရပြီပြီးရင်သူ့ကိုချီလိုက်မယ်ခဲပြန်ပြောင်းပြီးတော့ခဲကိုအင်ကြီးသွားလဲပေးမယ်ပေါ့နော်ဒါအင်ကြီးလဲဆိုတာကအင်ကြီးလဲဆိုတော့ဒီအင်ကြီးလေးပါတွေ့ပြီဒီဥစ္စာလေးပါတရားလေးပါဟုတ်ပါတယ်ဒီအင်ကြီးလေးပေါ့ဒီသွားလို့ရှင်ဝိုင်းစီကိုသွားမယ်နောက်ကဘွိုင်းကိုခြိလိုက်မယ်အဲ့ဒါဆိုဘွိုင်းလက်ဆန့်သွားပြီဆိုလို့ရှိရင်ဘွိုင်းပြန်ပြောင်းလိုက်မယ်ဘွိုင်းလက်ဘွိုင်းပြန်ပြောင်းပြီးတော့အဲ့လိုမျိုးကြီးတွားရမယ်ပေါ့နော်တွားရင်ဒီကောင်ကိုချတင်နေနေအောင်ချလိုက်ပါချလို့ရပါတယ်ပြီးတော့ဘွိုင်းကအိမ်ထဲကိုဝင်ပြီးတော့အင်ကြီးလေးရမှာပဲဖြစ်ပါတယ်အင်ကြီးကအင်ကြီးလေးဆိုတော့အင်ကြီးကပါအင်ကြီးလေးလဲဆိုတော့ရှာလိုက်ပါဦးမယ်အင်ကြီးကဒီအင်ကြီးလေးပါဒါလေးပါအဲ့ဒါဆိုကရုံးဖြစ်သွားပါပြီကရုံးကအနောက်ချပိန်နေတယ်ပေါ့နော်အဲ့ဒါကိုလုံးရမယ်လုံးရမလဲဆိုတော့တချို့လူတွေကတော့လူအများစုကတော့အဲ့ဒါကိုမလုံးကြဘူးပေါ့နော်ကျွန်တော်ကတော့လုံးပြမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဆုံးထိတိတ်ချလုံးပြမှာပဲဖြစ်ပါတယ်ဒီကအုတ်ထုပ်ကကြတော့အုတ်ထုပ်ကဒီရလေးပါဗာပြပါမယ်ဒါလေးပါအဲ့ဒါလေးဆောင်းလိုက်မယ်ပြီးတော့ရင်ဒီဥစ္စာကိုနှိပ်မယ်နှိပ်ပါမယ်ဒီအဲ့ဘေးကကာလာဆိုတဲ့ဥစ္စာကိုပေါ့အဲ့ဒါလေးနှိပ်မယ်ပြီးတော့လို့ရှိရင်ဒီဥစ္စာလေးကိုနှိပ်ပါရလေးကိုနှိပ်မယ်ရှင်းအောင်တော့တော့တခြားလေးပြောပြထားပေးပါတယ်ပြီးတော့အဲ့ဒါကိုသူကခေါင်းအနောက်ကိုဖုံးသွားတဲ့အထိလှုပ်ပေးပါဖုံးသွားတဲ့အထိဒီစားလေးအတိုးရှော့ပါညာတကလှုပ်ပေးပါအဲ့ဆိုရပါပြီဒါရင်
တခြားလေးလောက်မယ်ပေါ့နော်အဲ့ဒါကိုဒါတော့ရဝါပြီဆိုလို့ရှိရင်တော့အရောင်ပြောင်းပါမယ်အရောင်ပြောင်းတတ်မယ်လို့ထင်ပါတယ်အပေါ်သွားမယ်ပြီးတော့လို့ရှိရင်ဒီဥစ္စာကိုနိုင်မယ်ပေါ့နော်ဒါလေးအဲ့ဒါနိုင်မယ်ပြီးတော့အသားရောင်လေးပြောင်းလိုက်မယ်အသားရောင်လေးအဲ့ဒါဆိုရသွားပြီပြီးရင်အဲ့လိုလေးလုပ်လိုက်အဲ့ဆိုရပြီပေါ့နော်အဲ့ဆိုဂရုံးလေးကဟိုလူဂရုံးဖြစ်သွားပြီပေါ့နော်အဲ့ဂရုံးလေးရသွားပြီပြီးတော့အင်ကြီးအရောင်ပြောင်းမယ်အင်ကြီးကဘာဒီချက်နေလဲအင်ကြီးအရောင်ပြောင်းမယ်ပေါ့နော်အင်ကြီးအရောင်ကကြတော့အင်ကြီးအရောင်ကရုပ်စာအဝါရောင်ပေါ့နော်အနောက်ကဥစ္စာကဖြူရောင်မှာအဖြူရောင်မှာအဲ့ဒါဆိုလို့ရပြီပေါ့နော်ပြောရလို့ရှိရင်ခဲကအင်ကြီးလဲမယ်ပေါ့နော်ခဲကအင်ကြီးလဲမယ်ပေါ့နော်ခဲကအင်ကြီးလဲမယ်လို့ခဲကိုအင်ကြီးလဲပေးမယ်ပေါ့နော်one person လုံနီးမှာကနီးလန်းမျိုးရှိပါတယ်တစ်ခုကကြတော့ဝိတ်တုံးအခါ306လို့310လို့အဲ့ကိုရောက်ပြီးတော့မှပြီးတော့အဲ့ထိဝိတ်တုံးမှပြီးတော့မှရမှာဟိုတစ်ချက်ထိုးရေလူတကောင်သေးမှာဖြစ်ပါတယ်ခဲကိုအင်ကြီးလဲပေးမယ်ပေါ့နော်အခုကပြီးတော့နောက်တစ်မျိုးကကြတော့ဘိုင်းကို flash လောက်တယ်လို့မျိုးခဲနဲ့အကောင်ကြီးလောက်ပြီးစပူသွင်းနဲ့ပြေးပြီးတော့လောက်ရဖြစ်ပါတယ်အခုကအိုင်နီလန်းနဲ့ပဲလုံးမှာဖြစ်ပါတယ်အဲ့ဒီအင်ကြီးလေးလဲမယ်ပေါ့နော်အဲ့ထုတ်ဒီအင်ကြီးလေးလဲပါမယ်ဒီအင်ကြီးလေးလဲမယ်โอเคအဲ့ဒါလေးကိုလဲပြီးပြီဆိုတော့ကဝိုင်းကိုချီပြီးမယ်ချီပြီးသွားလို့ရှိရင်ဒီလိုသွားမယ်အရှိလာမယ်ပြီးသွားလို့ရှိရင်အလုံးသိကြတဲ့အတိုင်းပဲဒီဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပါအဲ့ဒါလေးကိုနှိပ်လိုက်ရင်ကြီးသွားပါပြီဘွားစာလေးပေါ်လာပြီဆိုတာနဲ့ဝိုင်းကိုချလိုက်တော့ပါမယ်ချလိုက်တော့ပြီးလို့ရှိရင်ခဲကိုသူ့အိမ်ကိုပြန်ပို့ပေးလိုက်ပါပြီးတော့ရင်ခဲကိုပြန်သေးပေးလိုက်ပါဒီညဘယ်ဘက်ကဥစားလေးပြန်နှိပ်ပေးလိုက်ပြန်ဘွိုင်းကိုပြောင်းဘွိုင်းအကြီးဖြစ်သွားပြီဆိုလို့ရှိရင်လပူတွန်လေးချမယ်စပူတွန်ဆိုတာဒီဥစားလေးနော်ဒီအဲ့ဒါလေးနော်အဲ့ဒါလေးကိုချပေးမယ်အဲ့လေးချပေးမယ်ပြီးကြီးလိုက်မယ်ပေါ့နော်ကိုနဲ့ရွယ်သူဖြစ်တဲ့အထိကြီးလိုက်မယ်ရပြီဆိုလို့ရှိရင်ခိုင်လိုက်ပါခိုင်ပြီးသွားလို့ရှိရင်ဒီဥစားလေးကိုနှိပ်မယ်ပေါ့နော်ဒီဟာလေးကိုနှိပ်ပါမယ်ဒီဟာလေးကိုနှိပ်ပါမယ်အဲ့လေးကိုနှိပ်မယ်နော်ဒီဟာလေးနှိပ်ပြီးသွားလို့ရှိရင်သိလိုက်ပါကိုခုနကတော့ရွယ်ထီရောက်သေးလိုက်ပြီပေါ့နော်ခုနကတော့ရွယ်ထီရောက်သေးလိုက်ပါမယ်โอเคပြီပေါ့နော်အဲ့ဒါဆိုရင်တော့အားလုံးပဲစောင့်မျှော်နေကြတဲ့ one pack man ကြီးရရှိသွားပြီပဲဖြစ်ပါတယ်ဟေးကျန်သွားပြီပေါ့နော်သူက flash လိုမျိုးပဲ flash လုံနီးနဲ့နည်းနည်းတော့ဆင်ပါတယ်အဲ့ဒါကြောင့်မလို့ကားကိုတိုက်လိုက်လို့ရှိရင်လည်းကားလွင့်ထွက်သွားပါပါစူပါမန်လုံနီးကတော့နောက်ရက်ကျရင်အားလို့ရှိရင်တင်ပေးပါမယ်အားလို့ရှိရင်ဆိုတာကနော်ဥစားပါလဲစမေးပွဲဖြည့်ပြီးတော့နေရာဒီတရှင်နေပါလေတက်နေလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ပြောတာပါအားလို့ရှင်တင်ပေးမယ်ပေါ့နော်တရှင်နေ guide တွေတက်နေရလို့ပါအဲ့ဒါကြောင့်မို့အားရင်တင်ပေးပါမယ်အားလုံးပဲ bye bye လာ subscribe လေးလုပ်ပေးကြပါဦး BBL လေးခံပြီးတော့ကြည်ပေးခြင်းအဖြစ်စပူပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတာ